ရင်မို့အောင်မြင်လာတာကိုမမြင်နိုင်လို့အောက်လန်အနေနဲ့ကြံစီမဲ့သမင်သားတို့ရဲ့တည်င်းထွက်လာဗိဒ္ဓများလုံးမင်္ဂလာပါရှင်လက်ရှိမြမသားတပင်လောကမှာဗိဒ္ဓတို့ရဲ့တခင်နဲ့အားပေးမှုတွေကိုရရှိပြီးတော့အောင်မြင်မှုထိတ်တန့်ကိုရရှိနေတဲ့သမင်သားချော်လေးဆိုင်ရင်မှုကိုပြမထားပြီးတော့ကြံစီနေကြတဲ့ပထမတူတွေရဲ့လှုပ်ရှားမှုတည်င်းဖြစ်ပါတယ်လောကမှာတပင်မြင်ရင်လေးတိုက်ခံရတယ်ဆိုတဲ့စကားပုံရှိပါတယ်ဆိုင်ရင်မှုရဲ့အောင်မြင်မှုရှိန်ဝါကြီးမားလာတာနဲ့အမျှတစ်ဖက်မှာလည်းသူကိုမနာလို့မရှိစိမ်ဖြစ်နေတဲ့ပြင်ပတွေသူကိုအကြပေးရအောင်ဆွဲချရှင်နေတဲ့သူတွေရှိလာတယ်ဆိုတာကတော့ငြင်းမရတဲ့အမှန်တရားပါဒါပေမဲ့အခုထပ်ပေါ်လာတဲ့အတွင်တင်းကတော့တာမန်မနာလို့ရှင်ပြိုင်မှုအဆင့်ကိုကျော်လွန်ပြီးတော့တကယ်ကိုရစ်စစ်ရုံမာတဲ့အောက်လန်နီတွေနဲ့အတိတ်အန္တရာယ်ပါထိခိုက်လာနိုင်တဲ့အထိရှေ့လျှောက်လာနေပြီလို့သိရပါတယ်ခိုင်လုံတဲ့တင်းအရင်မြစ်တွေနဲ့ဇိုင်းရင်မှုကိုနှိုးဆော်ဇက်တွေအရာဇိုင်းရင်မှုအပောင်ဝင်သူရဲ့နိစ္စသူတွေနဲ့ဇက်ဖွဲ့သားတွေအားလုံးကိုပြပြထန်ထန်တတိပေးထားတဲ့အရှိတစ်ခုရှိပါတယ်အဲ့ဒါကတော့ပွဲကွင်းထဲမှာလာရောက်ကျွေးမွေးတဲ့ဘလို့အစားတောက်ဘလို့အချိုရည်မျိုးကိုမှရှင်တို့မင်းသားကိုလုံးဝမစားတောက်မိပါစေနဲ့ဆိုတဲ့အရှိပါအကြောင်းကတော့တစ်ဖက်ကပြိုင်မဲ့ဇာမင်းသားရဲ့အတိုင်းဝိုင်းကဇိုင်းရင်မှုကိုအနုပညာရဲ့ရှင်ပြိုင်လို့မရတော့တဲ့အဆုံးမကောင်းဆိုးဝါးနီလာတွေကိုအသုံးပြုလာတဲ့ဖြစ်တယ်လို့ဝေဖန်နေကြပါတယ်အကြောင်းကတော့တစ်ဖက်ကပြိုင်မဲ့ဇာမင်းသားရဲ့အတိုင်းဝိုင်းကဇိုင်းရင်မှုကိုအနုပညာရဲ့ရှင်ပြိုင်လို့မရတော့တဲ့အဆုံးမကောင်းဆိုးဝါးနီလာတွေကိုအသုံးပြုလာတဲ့ဖြစ်တယ်လို့ဝေဖန်နေကြပါတယ်ဒီလောက်ချမှုရဲ့နောက်ွယ်ကကြိုးကင်နေသူတွေကဘယ်သူတွေလဲဆိုတဲ့အချက်ကပို့ပြီးတော့ထိတ်လန့်စရာကောင်းပါတယ်အတွင်းတင်းတွေအရာဆိုင်ရင်မှုကိုရုပ်ပိုင်းဆိုင်ရာထိခိုက်ပစ္စည်းအောင်အတန်တွေပြစ်သွားအောင်ပြစ်တီဆန်းတွေကြဆင်းတော့အောင်စီရင်ပေးနေတာကတော့နိုင်ငံရေးအတိုင်းဝိုင်းမှာနာမည်ကြီးတဲ့မတ်ရှင်စွန်ပြီးအဖေရဲ့ဆရာရင်ဖြစ်သူညောင်ဝင်းလေးဖုန်ကြီးဆိုတဲ့သူဖြစ်တယ်လို့ပြောဆိုနေကြတာပါဒီဖုန်ကြီးဟာခေါင်းဆောင်ကြီးတွေကိုတောင်းဒီတရားပေါင်းစုံလို့ပေးနေတဲ့သူဖြစ်ပြီးအခုခါမှတော့ဆိုင်ရင်မှုကိုတိုက်ခိုက်ဖို့အတွက်အောက်လန်းပညာတွေကိုပြင်းထန်အသုံးပြုနေတယ်လို့သတင်းထွက်ပေါ်နေတာပါအစိုးရဆုံးကတော့ဒီအောက်လန်းစီရင်အင်းအိုင်လက်ဖွဲ့တွေကိုတာမန်ပစ္စည်းတွေနဲ့လောက်တာမဟုတ်ပဲလူအယိုးတွေကိုအသုံးပြုပြီးတော့ခက်ကြမ်းကြမ်းအစီရင်တွေပြုလုပ်ထားတယ်လို့ဆိုပါတယ်ဒီလိုလူအယိုးတွေနဲ့စီရင်ထားတဲ့အောက်လန်းပညာအမဲရောင်ပညာတွေကိုအစားတောက်တွေအချိုရည်တွေကနေတဆင့်တိုင်းရင်မှုစီကိုတနည်းမဟုတ်တနည်းနဲ့မရရအောင်ပို့ဆောင်ဖို့ကြံစည်နေတယ်လို့အတွင်းလူတွေကအတိအကျတတိပေးထားပါတယ်အကယ်၍အခမတင်လို့ဒီအစီရင်တွေပါတဲ့အစားတောက်တွေကိုစိုင်းရင်မှုတရားစားတောက်မိသွားခဲ့ရင်သူရဲ့နာမည်နဲ့စမ်းကြတာဖို့လောက်တင်မကပဲရုပ်ပိုင်းဆိုင်ရာဆွဆွရွာထိခိုက်လာနိုင်တယ်လို့အတိအန္တရာယ်ပါစိုးရင်ရတဲ့အထိဖြစ်သွားနိုင်တယ်လို့ဆိုကြပါတယ်ဒါကသတ္တပင်လောကရဲ့အရေးမဲကြီးတစ်ခုလိုပဲဆိုရမှာပါအနုပညာရှင်အချင်းချင်းအရေးချင်းနဲ့အနုပညာမရှင်ပြန်ရဲပဲအခုလိုအောက်လန်းနည်းတွေမတမာတဲ့နီလန်းတွေနဲ့လူတယောက်ရဲ့ဘဝကိုဖြစ်စီဖို့ကြိုးစားတာကတကယ့်ကိုကျွန်းစရာကောင်းပြီးတော့လူမဆန်တဲ့လို့ရပါပဲဒါကြောင့်မလို့ဆိုင်းရင်မွေးရဲ့မန်နေဂျာတွေအဖွဲ့သားတွေနဲ့အမခံပိတ်သက်တွေအနေနဲ့ဝယ်ထတဲ့အချိန်တိုင်းစင်ပေါ်စင်အောင်ပဲနေရာမှာမဆိုကိုမင်းသားကိုမျက်ရှိမပြတ်တောက်ချဖို့နဲ့ဇိမ်းတွေပေးတဲ့အစားအသောက်တွေကိုအထူးရှောင်ရှားဖို့လိုအပ်နေပြီဖြစ်ပါတယ်။ကဲပြူကိုကြည့်ရှုနေကြတဲ့ပိတ်သက်ကြီးတို့အနေနဲ့ရောကိုအောင်မြင်ရှင်တို့ဒီတစ်ပတ်ကိုအောက်လန်းနည်းတွေနဲ့လူအယိုးတွေပါတုံပြီးတော့လွတ်ကြံဖို့ကြိုးစားနေတဲ့ဒီလိုရစ်စစ်တဲ့လောက်ရပေါ်မှာဘလို့မြင်ကြပါသလဲ။ပိတ်သက်တွေရဲ့ရှစ်တော်ဆိုင်းရင်မို့တရားဒီလိုအန်တရတွေကနေကင်းဝေးပြီးတော့အနုပညာခီးလန်းကိုဘေးကင်းနဲ့စစ်ချောင်းနိုင်ဖို့အတွက်ကိုမမှန်မြတ်တာပို့ဆူတောင်းစကားလေးတွေကိုရေးသားပေးခဲ့ပါအောင်နော်။တချို့ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါရှင်။